လူတူဖြစ်နေလျက်နဲ့အယူတီးလွန်နေရင်အတွေ့ခေါ်နဲ့ရရောက်ပါတယ်လူငယ်တူဖြစ်နေလျက်နဲ့အတ္တတွေကြီးလွန်နေရင်လဲအတိညာဏ်နဲ့ရရောက်ပါတယ်လူငယ်တူဖြစ်နေလျက်နဲ့အာဃာတတွေများလွန်နေရင်သဘောထားမပြည့်ရရောက်ပါတယ်လူငယ်တူဖြစ်နေလျက်နဲ့ငါကြမှာကန်ဆိုးလေခြင်းဆိုပြီးတညီညီတညူညူအတွေးတွေနဲ့လက်လျှော့အရှုံးပေးနေရင်စိတ်သက်ပြော့ညံ့ရာရောက်ပါတယ်လူငယ်တူဖြစ်နေလျက်နဲ့ဖြစ်သည်မြအကြောင်းအကောင်းဘောလေဆိုပြီးကံကြမ္မာရဲ့အမိတ်အောက်မှာဒူးထောက်ပေးနေကြရင်ကိုယ်ဇွဲလုံးလောက်ကိုမယုံကြည်ရာရောက်ပါတယ်ပဇွန်လုံးမှာဥကောင်းမပါပါဘူးတို့ပေမဲ့လည်းချမ်းချမ်းသာသာနေဖို့အတွက်ကိုယ်တွင်းကိုတူးတတ်ပါတယ်ဥကောင်းပါတဲ့လူကနေရတကဟိုလူမိခိုဒီလူမိခိုလိုက်လုံနေပဇွန်လုံးကိုအားနာဖို့ကောင်းပါတယ်ဘဝဆုပ်ယုပ်နေတဲ့လူငယ်တွေကိုအကဲခတ်ကြည့်ကြပါရှေ့မဆက်နိုင်ပဲစိတ်ပြက်နေသူတွေရှိပါတယ်အဆိုးလောကရန်နှိပ်စက်ခံရလို့လက်လျှော့အရှုံးပေးနေသူတွေရှိပါတယ်တခါရှုံးယုံနဲ့လုံးဝရှုံးသွားပြီလို့တတ်မှတ်လိုက်ရင်တိုးတက်ဖို့အခွင့်ဆိုတာပျောက်ကွယ်သွားမှာပေါ့အတောင်မှမခတ်တဲ့ဖိုးဆုံးကျူးမှာအယောင်ထွက်ဖို့ခတ်ပါတယ်ရည်မှန်းချက်နဲ့ကြိုးစားမှုမရှိတဲ့လူငယ်မှာလဲတိုးတက်လာဖို့ခတ်မှာပါပဲလူငယ်တယောက်ရဲ့အနှစ်အမြူတွေဆိုတာမျောလင့်ချက်နဲ့အိမ်မက်ပါဘဝမှာမောကြည့်ရတဲ့အိမ်မက်မျိုးတော့လူငယ်မှန်သမျှမှတ်တင်ကြတာပေါ့ထူကြုံထက်မြက်တဲ့လူငယ်ဆိုတာကိုယ့်ဘဝကိုလည်းမြင့်တင်နိုင်သလိုသူတစ်ပါးတို့ရဲ့ဘဝကိုလည်းမြင့်တင်ပေးနိုင်စွမ်းရှိရပါတယ်စာနာစိတ်ရှိတဲ့လူငယ်ဆိုတာဒဂုကောင်းဆန်စိတ်နေပါသလိုတပားသူတို့ရဲ့စိတ်ပင်ပန်းမှုတွေကိုလည်းမျှဝေခံစားပေးနိုင်တတ်ကြပါတယ်အသာဖြူခြင်းမဖြူခြင်းရုပ်ရည်လှခြင်းမလှခြင်းတွေကလူငယ်တယောက်ရဲ့တန်ဖိုးမဟုတ်ပါဘူးဘလောက်အစွမ်းစားရှိမရှိဘာတွေလုံနိုင်မလုံနိုင်ဆိုတာကမှလူငယ်တယောက်ရဲ့တန်ဖိုးပါခင်ဗျာဟုတ်ကဲ့ပါမူရေးသားသူကိုအထူးပင်ကျေးဇူးတင်ပါတယ်မိတ်ဆွေတို့အတွက်ဘုဒ္ဓရာတွေလည်းရမယ်လို့ယုံကြည်ပါတယ်နောက်ထပ်လည်းဘုဒ္ဓရာရဖို့လေးတွေကိုတင်ဆက်ပေးဦးမှာမို့စောင့်မျှော်နားဆင်ပေးဖို့ဖိတ်ခေါ်ပါရစေခင်ဗျာ